ကဲအားလုံးပဲပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် reaction video တော့မဟုတ်ဘူးနော် reaction လုပ်တော့မဟုတ်ပါဘူးကျွန်တော်ဒီ unboxing နည်းနည်းလေးလုပ်နေရှိလို့ပါ okay ဘာ unboxing လဲဆိုတော့ကျွန်တော်ဒီနေ့okay ဒီလိုမျိုးပစ္စည်းတွေရတော့အဲ့တော့ကျွန်တော်တီလာမတီးဘူးနော်ကိုဟုတ်တော့အာကီကနေထုတ်တယ်နောက်တူ photocard ပေါ့နော် photocard ဒါ official license ပေါ့နော် official license ပါတယ် official license လောက်ထားတယ်နောက်တူ photocard ဖောက်မှာဖြစ်ပါတယ်ပြီးတော့ဒါကျွန်တော် Cayu Tier 2 weight 8 weight 8ရဲ့ဟာအိုင်ဘောမှာရှာဝယ်ရဝယ်လို့မရအဆင်မပြေတော့အခုဒီမှာတွေ့တော့ဘောက်လိုက်တော့မဟုတ်ဘူးနော်နည်းနည်းအပြီး9ထုတ်ပေါ့9ထုတ်ဖောက်မှာဖြစ်ပါတယ်ကောင်ကဘယ်လိုမျိုးလဲဆိုတာကိုကျွန်တော်ရှင်းပြမယ်ဒီကောင်ကဒီမှာစမ်းပြမယ်နော်ဒါကကျွန်တော်ဘာလဲဆိုတော့ဒီကောင်ကရေရွှေကန်ဆန်ဒီဖိုတိုကဒီလိုမျိုးပဲလာမှာဒီလိုတော့သူအမှန်မှာတော့ blind ဖြစ်တဲ့အတွက်ဘာလဲဆိုတော့ rare ပါမယ် SR လာမယ် rare ပြီး SR ပြီး SSR ဒီကောင်ဆို SSR ဒီကောင်ဆို SSR ရဲ့အပေါ်မှာ MR ရှိမယ်ပြီးရင် ORG ရှိရ ORG ကအမြင့်ဆုံး original လောက်ပြီးအကောင်ကလုံးဝတော်မိုက်တယ်ဒီကောင်လေးလိုပဲပေါ့နော်သူမှဒီလိုပြရတဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးပါမယ်ဘာလဲဆိုတော့ကျွန်တော်ပုံမှန်ပြရမယ်ဘယ်ကောင်လိုချင်လဲဆိုတာလေးတော့ချက်ပြတာပဲပါโอเคအဲ့ဒါကျွန်တော်စဖောက်ကြည့်မယ်နော်ဘာပေါင်းလဲမသိဆူလာဒါမှရှိလို့ဆူတယ်ဒါတက်လက်လေးဝယ်မယ်နဲ့โอเคဘာပေါင်းလဲဟိုဒါစီပါလာတာမှโอเคအာရင်းနေကုန်ပြီဘာပေါ့လဲဟာဘာကြီးနောက်လာရှိတယ်โอเคနေလာဘူးနောက်လာရှိโอเคပါOh, what the fuck? Bro! Oh my god! ဟာပါလေဒါဘီဘီကိုရေးရတယ်အဲ့ဒါဂျေဂျူးကန်ဆန်နဲ့ဟို rate တတ်မှတ်တာမတူဘူးနဲ့ Oh shit! Bro! ကကြီးဒါဂျေဂျူးကန်နဲ့မဒါ MR လားမသိဘူးဟုတ်တယ်ကဲအကြီး MR လားမသိဘူးOh shit, bro. Yeah, bro. Okay. Okay, the clear. Okay, now. Oh shit. I'm on the minute. Ray minute. Okay. Ray minute. About it. Just not don't go there. No. ကျွန်တော်ဖြစ်နေတာအဲ့ဝဲဘူးကအဟောင်းမဟုတ်ဘူးလုံးဘူးရအစ်ကြီးဆဲကူလုံးတခုမှမထုတ်ရလေကိုအင်းစဝဲရဆိုဦးမိုင်ကို area နဲ့ကောင်းတာကြီးထားပါ shit okay ဒီကောပါလေsorry ကဲလေ oh shit イタジBro, what the fuck? Bro, oh my god. Bro, want the license by? Don't want to get license by. What the fuck? See ya.
စီယာအီတာချီ oh my god အခုရင်ကျွန်တော် red တခုမှမထွက်သေးဘူးရိုးရိုး normal မထွက်သေးဘူးတခုမှအခုချိန်ကြီး shake ပြီးပြထွက်နေရတော့ဟာ oh my god ကိုကန်တော့ကိုမရောဘူးတခါမှကိုကန်တော့မကောင်းဘူးနော်ဒီဘူးဘာလို့ယူပေးတာလဲကိုကဒီဘူးကစီးရဟာနေကိုစိတ်ထဲမှာဘယ်သူမှမယူတော့ဘူးတင်နေဆိုပြီးအာယူတယ်ကွာဘယ်သူမှမယူဘူးလို့ဘူးကဘယ်သူမှယူမှာမဟုတ်ဘူးလို့အဲ့တော့အဲ့လိုဘယ်သူမှမယူတဲ့ဘူးကကန်ကောင်းမှာဆိုပြီးတော့ဒီဘူးကောက်ယူတာဒီအီတာချီဘူးကြောင့်ကျွန်တော်နှစ်ခါလောက်ဆင်းလာတာပရမတ်ယူတခြားယူလာတာအီတာချီအဲ့ပေါက်တဲ့ဘူးကြောင့်ကျွန်တော်တော့ကျွန်တော်နံပါတ်တွေယူလာတာဆိုတော့တင်မှာအစင်မပြေလို့ငါနောက်ကပြန်ချိန်မယ်ကွာဆိုတော့နောက်တစ်ခုထပ်ချိန်နေတာအီတာချီပါလာဗျာ oh my fucking god ကဲဒီဘူးတော့သစီရဘူးကပြီးသွားတယ်ဘေးကိုပြားသွားတော့စီရဟာနေတယ်ဖြစ်လာမစီရအကောင်းကြီးဟိုရှိရပါတယ်ကဲဒီတော့ပါလေပြောကဲဒီတိတ်ကြတယ်ဒီဟိုရှိ what the fuck ကီဆာမင်းနဲ့အီတာချီ bro ဒါရိုးတင်တယ်နော်ဒါရိုးတင်တယ်ဒီမှာရိုးအဆာဒီကောင်အဆာကန်ကောင်းတော့ကျွန်တော်ရိုးအာတခုမှမပါ red တခုမှမဟုတ်ဘူးအဆာအနေဆုံးအဆာရတယ်နေဆုံးအဆာ okay နေဆုံးအဆာပါ okay ကျွန်တော်အဲ့တော့ဒါအခုတော့ကျွန်တော်ရိုက်တော့ဘူးနော်ကဲဒီမှာအတချီရရမယ် Sasuke ပါမယ် PP ကဘယ် level ရှိပြောင်းကျွန်တော် level တစ်ချက်ပြီးမှပြန်ချက်ပြီးမှပုံမှာကျွန်တော်ရဘာတွေလဲဆိုတော့ဒီကောင်ကအဆာအီတာချီနဲ့ကိစာမင်းနေရအဆာဒီအီတာချီရောဆောင်းဝမ်းကျွတ်တယ်ဒီအီတာချီရောဆောင်းဝမ်းမိုက်တယ်ဒီကောင်ကပါလဲဆိုစီယာဒီအီတာချီစီယာโอ้တကယ်လာကွာဘယ်တော့တုံးကလုံးကျွန်တော် share ရလိုက်တယ်ပေါ့နော်လုံးဝဟိုက review rate ကမှမပေါ့ဘူးနော်ပြီးကျွန်တော်အဲ့ချက်ပြပါမယ်အဲ့ဒါတော့ကျွန်တော်ခါယူကထုတ်တယ်ငါတို့ CCG ပေါ့သူတို့က CCG လို့ခေါ်တယ်ဒီကောင် okay ဒီ CCG မှာဘာကန်တူးမလဲပေါ့နော်ကျွန်တော်ငါတို့လို့ယူလာပါတယ်ငါတို့ယူလာပါတယ်ဟဲ့စမ်းကြည့်အောင်ဒီရင်တစ်ခေါက်တစ်ပေါလုံးဖောက်တာတော့သူထိတ်ကက်တွေမပါဘူးเนาะကျွန်တော်အမြင်ဆုံးယူလာရလိုက်တယ်ယူကအမြင်ဆုံးဝင်ရလိုက်တယ်အဲ့မှာ okay right အစားကင်းအောင်ကပါ no အဆက်လာတော့မပေါ့ကန်ဆူတယ်အဆက်လာတော့မပေါ့ကျောက်ကန်နေကုန်လုံးဟိုဘက်မှာ3လိုက်လာမသိဘူးနော်ဆောင်းဟိုဘက်ထုတ်မှာ3လိုက်တယ်ဒီဘက်ကဖူလူကမှာကန်နေကုန်3လိုက်တယ်Can you go maybe? Okay, where's my lab, bro? Where's my lab? Low on. Someone can even give all. Okay. Tina do it. Okay. Rosley, more guys. Guys, say. No, bro. I'm about. Don't do you, I'm about. I mean, no one body. I said that I'm about. ဟိုကအဆက်ထုတ်နေပြီမှားဆွဲတာလားမသိပါဘူးနော်အဆက် no ဘာ shit ပိုင်းငါတို့ကအဆက်စားတယ်ကောင်းလို့မပါဘူးကိုဖြစ်ကြတော့စိုးနေဖိုင်းစီပဲ shit bro ကိုကန်နေကုန်လုံးဒီထဲမှာသုံးလိုက်ပြီအဲ့ not bad မစိုးပါဘူး
ဟုတ်မစိုးပါကဲဒါတော့ဘောနော်ကျွန်တော်အတမ်းမပါတော့ဘောနော် record တာအဲ့တော့ဒါတော့ကျွန်တော်ဒီနေ့ရခဲ့တဲ့ကလေးကိုပြနေဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရတာတော့ SR ရယ် CR ရယ် PP ရယ်ပေါ့နော်၃မျိုးပေါ့နော်SR ဘာကတ်တွေရှိလဲဆိုတော့ကျွန်တော်ရှင်းပြနေရပါတော့ပြင်ကျွန်တော်မှာဘယ် range ရှိတယ်ပါလဲဆိုတော့ကျွန်တော်ပုံလေးနဲ့ပြလာပြီးပါမယ်ဟုတ်ကဲ့ပါဒါကတော့ UR နဲ့ SR တွေပေါ့နော်အောက်က8ခုကတော့ SSR တွေဖြစ်ပြီးတော့အပေါ်က5ခုက CR ပါအောက်ကအနီ9កောင်က MR တွေပေါ့နော်အပေါ်ကအမဲ6កောင်ကကျွန်တော်ပေါက်ထားတဲ့ PP ပါဒီ4កောင်ကတော့ UR လား MR လားမသိရဘူးဗျကျွန်တော်ဟိုအရှိရကောင်က UR လား MR လားမသိဘူးအဲ့နှစ်ခုတွေကတစ်ခုပဲ UR နဲ့ MR ဒီနှစ်ခုကတော့ကျွန်တော်လိုချင်တဲ့ဟာပေါ့နော် ORG original လို့ပဲခေါ်လာပါလားမသိဘူး ORG ပေါ့အဲ့နှစ်ခုကကျွန်တော်လိုချင်ဆုံးဟာနှစ်ခုပါအမြင့်ဆုံးကသူကဒီ series ထဲမှာလဲဒါကတော့ကျွန်တော်အရင်ကမဖောက်ပြတဲ့ဟာလေးပေါ့နော်ဟိုနှစ်ကတ်လေးဆိုတော့ဗီဒီယိုလောက်ကမှလည်းတူလို့ဆိုရင်မဖောက်ပဲတိတ်နေတာပေါ့နော်အခုဒါနဲ့မှတူတူဖောက်လိုက်တာဒါကတော့ကျွန်တော် Dragon Ball Z နဲ့ Madonna collection ပေါ့နော်ကျွန်တော် Madonna ဝယ်လို့ရှိရင်ဒီကောင်လေးကိုဝယ်လို့ရပါတယ်မီနူးတစ်ခုဝယ်လို့ရှိရင်တစ်ခက်အလကားတော့မရဘူးနော်ကိုယ့်ကိုထပ်ပြီး1% ထပ်ပေးပြီးတော့ဝယ်လို့ရတဲ့ဟာလေးပါဒါကတော့ဘာလေးပေါက်လဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ပါဒါတော့ကျွန်တော်တိတ်ပြီးတော့ဘယ်လိုတော့သိမရှိဘူးเนาะဒါပေမဲ့မဝယ်မနေမနေနိုင်တဲ့စိတ်ကြောင့်ဝယ်လာတာလေးပါโอเคကျွန်တော်တို့လိုက်ကြည့်လိုက်ပါဦးအားလုံးပဲဒီနေ့ဗီဒီယိုကတော့ပါပဲကျွန်တော်ကို social media ဖြစ်တဲ့ကျွန်တော် YouTube Facebook TikTok တို့မှာ follow notification subscribe လုပ်ထားပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးပြန်တွေ့ကြအောင် bye bye